Hello အင်္ဂလိပ်စာလေ့လာဖို့အချိန်10မိနစ်လောက်ရှိပြီလားခင်ဗျာစာလေးနဲ့ဖတ်ကြမယ်ဒီထဲမှာပါတဲ့အစင်းမြင့်ဝါဟာရတွေကိုလေ့လာကြမယ်ပို့ပါမယ်ဒီနေ့တော့ယူပေးထားတဲ့စာစုလေးက student life ကျောင်းသားဘဝနဲ့ဆိုင်တယ်စာမေးပွဲနီးတဲ့အခါစာမေးပွဲအတွက်ပြင်ဆင်တဲ့အချိန်တွင်းမှာပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်တဲ့ဝါဟာရတွေပါမယ်ပေါ့နော်တကယ်တမ်းကိုယ့်ရဲ့ကျောင်း universityတဲမှာသုံးရမယ်တွေ့ရမယ်စကားလုံးတွေဖြစ်တယ်အဲ့တော့အချိန်7မိနစ်လောက်ရှိမယ်ဆိုရင်ကျွန်တော်တို့ လိုက်ပြီးတော့လေ့လာဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့ Joseph မှာ and this is books စာပိုင်လေးကိုအရင်ဆုံးအပြပေးမယ်ဘာမသိရတဲ့ပါလဲဆိုတာလိုက်ကြည့်ပါပြီးရင်လုံးချင်းစီရှင်းပြပေးမယ် okay all right before an exam some students cram for it even if you're a genius you have to do some revision if the exam happens every year you can revise by looking at past papers some things can be memorized or learned off by heart but rote learning is not sufficient for most subjects. It is also possible to use mnemonics. However, all things considered, the best idea is to bury yourself in your books and to study intensively until you know the subject inside out. Alright, before an exam, some students cram for it. Cram ဆိုတာဘာလို့တာလဲကျွန်တော်တို့မြန်မာအခေါ်ဆိုရင် one subject one night ပေါ့နော်အစာဝဲမနက်ဖြန်ဆိုရင်ဒီနေ့ညလောက်ကြာမှာဖစာကိုတဲတန်နေဖွင့်chapter 1 chapter 2ဘယ် chapter တွေပယ်လို့ရမလဲ right မဖြစ်မနေမှတ်ကမဲ့ဟာတွေကိုဒီတညာထဲမှာစုတိတ်ပြီးတော့ခေါင်းထဲကိုအတင်းထိုးထည့်တာ that cram ခေါင်းထဲကိုအတင်းတိတ်ပြီးတော့ထည့်တာအဲဒီလိုမျိုးခေါ်တယ်ဆိုတော့သူရဲ့အဓိပ္ပာယ်ကိုဒေပြောပါဆိုရင်တော့အချက်လက်တွေအများကြီးကိုအချိန်အတူအတွင်းမှာမှတ်ဖို့ကြိုးစားတာเนาะသင်ယူဖို့ကြိုးစားတာဒါကို cram လုပ်တယ်လို့ခေါ်တယ်ကျွန်တော်တို့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်တော့ cram လုပ်ခဲ့မှုကြမှာပဲဒါဒီကောင်းတဲ့ຢာတစ်ခုလားဆိုးတဲ့ຢာတစ်ခုလားဘယ်လိုတွေးကြုံမျိုးရရှိလဲဒါလေးလည်းပြောခဲ့ပါဦးဆိုတော့အင်္ဂလိပ်စာလေ့လာတာက advanced ကိုရောက်လာတဲ့အခါမှာသူသဖြင့် vocabulary တွေအသက်တွေမှတ်တဲ့အခါမှာကျွန်တော်တို့ကသူတို့definition အတူလေးနဲ့တင်မှတ်လို့မရဘူးเนาะငယ်ငယ်တုန်းကတော့ထားပါတော့ run ဆိုပြေးသည် running ဆိုပြေးခြင်းဒီလိုမျိုးအတူလေးနဲ့မှတ်လို့ရတယ်ဒါပေမဲ့ advanced ကိုရောက်လာတဲ့အခါမှာစကားလုံးတွေကခက်ဆင်ဆင်နေများလာတယ်ဒါလည်းဒီ date ပဲဒါလည်းဒီ date ပဲ10မျိုးလောက်ရှိတဲ့အခါမှာเนาะအဲ့တော့ဒါမျိုး definition တွေနဲ့မှတ်လို့မရတော့ဘူးねသူ့နေရာနဲ့သူပေါ့เนาะသူရဲ့ contextဘလို့ထုံးမျိုးရှိလဲဒါ negative ပြောရလား positive ပြောရလားဘယ်နေရာမှာသုံးတာလဲပေါ့နော်ဒါမျိုးတွေစာဖတ်ရင်းနဲ့နားထောင်ရင်းနဲ့တွဲပြီးတော့လေ့လာတော့မှတကယ်တမ်းပြန်သုံးတဲ့အခါမှာလည်းနေရာမှန်သုံးနိုင်တာကျွန်တော်တကယ်ချင်းတရားကြောင့်ပြပြအောင်နော်ကျွန်တော်ပေါ့ပါလို့ပြောခဲ့တဲ့အတိုင်းပါပဲစာသင်ရင်းနဲ့စကားပြောရင်တော့ကျွန်တော်တကယ်ချင်းတယောက်က writing မှာသူကအမှတ်ကောင်းနေပြီဒါပေမဲ့သူလိုချင်တဲ့အမှတ်ကိုမရောက်သေးဘူးမြောက်ပြီးတော့ तू က level ညှင့်မယ်ဆိုပြီးတော့မလုပ်လဲဆိုတော့ online မှာ500 advanced vocabularies ပေါ့နော်အဲ့လိုစာအုပ်တော့ကိုရှာပြီးတော့ကျက်တော့ပေါ့နော်ကျက်တော့လေ तू စကလုံးအကြီးတွေပြောတတ်လာတယ်အသစ်တွေသိလာတယ်အဲ့ဒါနဲ့ okay writing ထပ်ပြီးတော့ရေးကြည့်မယ်ပေါ့နော်ရေးကြည့်ပြီးတော့အမှတ်ထွက်လာတဲ့အခါမှာအမှတ်တက်သွားမယ်လို့မျှော်လင့်ထားလို့မယ်တကယ်တမ်း yeah ပုံမှန်အမှတ်ထက်ကျပါတယ်အဲ့တော့ဒါဘာကြောင့်ဖြစ်နိုင်လဲဆိုတော့စကလုံးအကြီးတွေအသက်တွေတိပြမယ်သူ့နေရာနဲ့သူဟုတ်မနေပဲနဲ့ကြောကြောင်ပေါ့နော်ဖြက်ညက်က right အဲ့လိုမျိုးတွေဖြစ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကကျွန်တော်တို့အင်္ဂလိပ်စာလေ့လာတဲ့လူကြီးပိုင်းတွေရောadvanced ကိုရောက်လာတဲ့လူငယ်တွေရောကြုံရတဲ့အခက်အခဲတစ်ခုပေါ့နော်ကျွန်တော်တို့ vocabulary အတွက်ဆိုပြီးတော့တီးတဲ့အချိန်ပေးဖို့လား grammar အတွက်ဆိုပြီးတော့တီးတဲ့အချိန်ပေးဖို့ကအဲ့လိုကျောင်းကြီးတွေမှာလည်းသူတို့ကအများနဲ့သင်ရတဲ့အခါမှာဒီအတွက်ကတီးတန့်ကြီးအချိန်ထပ်ပြီးတော့မပေးနိုင်ဘူးပေါ့နော်အဲ့တော့ကိုယ်တိုင်ကလည်းဒီအင်္ဂလိပ်စာအုပ်တွေထဲမှာအင်္ဂလိပ်ရုပ်ရှင်တွေအင်္ဂလိပ်သချင်းတွေအင်္ဂလိပ် podcast တွေဒါမျိုးတွေနဲ့တဘာဝအတိုင်းရင်းနှီးချောင်းနေမှုမရှိနေဘူးဆိုလို့ရှိရင်ဒါမျိုး vocabulary အသစ်တွေကိုနီးလန်းမှန်မှန်နဲ့ pick up လုပ်နိုင်ဖို့ကခက်ခဲတယ်ပေါ့နော်
အဲ့တော့အဲ့ဒီအတွက်ကျွန်တော်ဘက်ကနေတက်နိုင်သလောက်ကြိုးစားပေးသွားမယ်အဲ့တော့ထပ်တစ်ကြောင်ထပ်ကြည့်အောင်နော်အဲ့တော့ even if you're a genius မင်းမမင်းဉာဏ်ကြီးရှင်ဖြစ်နေတော့မှာ genius ဆိုတာကတော့တာမန်ထက်ပို့ပြီးတော့ဉာဏ်ပညာအဖြစ်ထူးချွန်နေတဲ့သူတွေပေါ့နော် IQ မြင့်နေပေါ့ right မြန်မာလိုတူပြော like Einstein တို့ Newton တို့เนาะဒါမျိုးတွေဆို genius တွေပေါ့သူများထက်တမှုထူးပြီးတော့ထူးချွန်နေတာ right အဲ့လို genius ဖြစ်နေတော့မှာတဲ့ you have to do some revision ကတော့လောက်အောင်ပါ revision ကတော့ကျွန်တော်တို့လည်း revision လို့ပဲခေါ်ကြတာစာပြန်နှွေးတယ်ပေါ့တစ်ခေါက်လေးလာထားပြီးသားသင်ယူထားပြီးသားနားလည်ထားပြီးသားစာတွေကိုနောက်ထပ်တစ်ခေါက်ပြန်ပြီးတော့ review လုပ်တာဒါကို revision လို့ခေါ်တယ် revision ဆိုတော့ဒါ noun form ပေါ့နော်သူရဲ့ verb form ကတော့ revise ဖြစ်တဲ့ဒါနောက်ထပ်တစ်ကြောင်းမှာတွေ့ရတယ် if the exam happens every year တကယ်လို့စာမေးပွဲကနှစ်စဉ်ဆိုရင် you can revise မင်းစာပြန်နှွေးလို့ရတယ် by ဘယ်လိုလဲ looking at past papers အဲ့တော့ past papers ဆိုတာမေးခွန်းဟောင်းပေါ့နော်ကျောင်းထဲမှာမေးခွန်းဟောင်းလို့ခေါ်တယ်ရှေ့နှစ်တွေကမေးခဲ့တဲ့မေးခွန်းတွေကိုပြောတာ all questions တွေပေါ့နော်ဒါကိုအင်္ဂလိပ်လိုကြတော့ all questions လို့သွားပြီးတော့ပြောပြီးမှဆိုလို့ကျွန်တော်ကမေးခွန်းဟောင်းလို့ရင်းနှီးနေတာဆိုတော့လေအဲ့လိုမဟုတ်ဘူး past papers okay some things တချို့ຢာတွေကတော့ can be memorized နော် memorize ဆိုတာမှတ်တာပေါ့နော်အဲ့ချက်ပုံပြီးတိကျကျတော့နောက်မှပြောထားတယ် learn off by heart အဲ့တော့ learn something by heart ဆိုတဲ့စကားလုံးကအလွတ်ချက်တယ်လို့ပြောတာ e ဒီမယူရလွတ်ချက်တာကျွန်တော်တို့မြန်မာအကြောင်းတွေမှာကျွန်တော်တို့ကြီးပြင်းခဲ့ရတဲ့နေစနစ်ပေါ့နော် e လဲမှားလို့မရ d လဲမှားလို့မရလုံးဝကိုတစ်ချောင်းလုံးကိုအလွတ်ချက်တာမျိုးအဲ့တော့အလွတ်ချက်တယ်ဆိုတဲ့ phrase လေးပေါ့နော်ဒါကိုအင်္ဂလိပ်လို learn something by heart ကအဓိကဒီမှာဆိုရင် grade ဝင်ပိတ်လေးနဲ့တော့ off လို့ရေးပေးထားတယ်ပြောချင်တာ learned by heart လို့လည်းပြောလို့ရတယ် learned off by heart လို့လည်းပြောလို့ရတယ်ကိစ္စမရှိဘူးနော် okay but rote learning is not sufficient rote learning ဆိုတာကတခုခုကိုလေထက်ခါရွတ်ဆိုပြီးတော့နားလေတာမလေတာနဲ့မဆိုင်ဘူးเนาะဥပမာဘသူဒီ1990ခုနှစ်မှာဘယ်နိုင်ငံကိုဘယ်လိုသိမ်းပိုက်ခဲ့ပါတယ်ဘသူဒီ1990ခုနှစ်မှာဘယ်လိုထက်ခါရွတ်ပြီးတော့ကြက်တာမျိုးပေါ့เนาะဥပမာတချို့သူသင်ချာရုံကြက်တာမျိုးလည်းရှိတယ် chemistry physics ဒါမျိုး formula တွေကြက်တာမျိုးတွေလည်းရှိမယ်ဒါတွေကို rote learning လို့ခေါ်တယ်rote learning မဖြစ်မနေလုပ်ရမယ့်အရာတွေတော့ရှိပါတယ်เนาะမလုပ်လို့မရတာတွေလည်းရှိတယ်ဒါပေမဲ့အရာအလုံးကိုလုပ်လို့မရဘူးတဲ့သူလည်းလို့ပဲပြောချင်တာ not sufficient ဆိုတာလုံလောက်တယ် not sufficient ဆိုတော့မလုံလောက်ဘူးတဲ့ for most subject ဘာသာစကားမဟုတ်ဘာသာရက်အများစုအတွက်ပေါ့နော် it is also possible to use mnemonics ဒီမှာကြည့်ပါတော့ m နဲ့စပေမဲ့ m က silent letter เนาะအဲ့တော့ m ကိုကျွန်တော်တို့အတန်မထွက်ဘူးเนาะက n ကနေစပြီးထွက်တော့ mnemonics လို့ခေါ်တယ်mnemonics လို့မဟုတ်ဘူးเนาะအဲ့လိုမျိုးထွက်တာမျိုးရှိတယ် mnemonics ဆိုတာကတခုခုကိုမှတ်မိဖို့အတွက်သုံးတဲ့မှတ်ဉာဏ်နည်းစနစ်တွေပေါ့เนาะအဲ့တော့တကယ်လို့ Google မှာရှာကြည့်ရင် mnemonic devices ပေါ့เนาะ plural နဲ့ရှာကြည့်လိုက်နီလန်းတွေမျိုးရှိတယ်သူကတခုတည်းကိုပဲပြောတာမဟုတ်ဘူးတခုခုမှတ်မိဖို့အတွက်သုံးတဲ့နီလန်းတွေတချို့တွေကလေ memory palace လို့ခေါ်တယ်တို့ Sherlock Holmes ကားတွေထဲမှာဘာညာပါတာဆိုတော့စိတ်ထဲမှာစိတ်ကူးရင်နေရာတစ်ခုတိစောက်ထားတယ်ပေါ့နော်အဲ့ဒီနေရာမှာသူကစိတ်ကူးရင်ပစ္စည်းလေးတွေကိုသွားထားပြီးတော့ကိုယ်တစ်ခုခုမှတ်ချင်တယ်ဆိုရင်အဲ့ဒီတစ်ခုခုနဲ့သက်ဆိုင်တဲ့ပစ္စည်းလေးတွေထားပြီပေါ့နော်ပြန်မြင်အောင်ကြည့်ပြီးတော့โอเคဒါကဘာကိုပြောချင်တာကိုနီးလဲတဲ့ကိုပေါ့နော်အဲ့လိုမျိုးမှတ်တာလေးရှိမယ်နောက်ပြီးကြရင်ကာယန်ဘေးလေးနဲ့မှတ်တာရှိမယ် melody လေးနဲ့မှတ်တာရှိမယ်မျိုးစုံပေါ့အဲ့တော့ဖြတ်လန်းနည်းလေးတွေပေါ့နော်မှတ်ဉာဏ်အတွက်သုံးတဲ့နည်းလေးဒါမျိုးတွေပြောရဖြစ်တယ် mnemonics okay 7 minutes ပြီးတော့မယ်မြန်လေးဆက်သွားရအောင် however all things considered ကဲထားပါတော့ပေါ့နော် all things considered the best idea အကောင်းဆုံးအကြံဉာဏ်ကတော့တဲ့ to bury yourself in your books ဒါမျိုး phrase လေးတွေက speaking ပြောတဲ့အခါမှာပဲဖြစ်စာရေးတဲ့အခါမှာပဲဖြစ်fluency ကိုပြချင်တဲ့အခါဆိုတာတကယ်တမ်း fluent ဖြစ်ဖို့အတွက်အရေးကြီးတဲ့ phrase တွေဖြစ်တယ်ပေါ့နော် bury yourself ဆိုတာ direct ဒီလေးပဲပြန်လိုက်မယ်ဆိုရင်တော့မင်းကိုမင်းမြုပ်လိုက်တဲ့
ဘယ်ထဲမှာမြုပ်ကောက်မှာလဲမြေထဲမှာမဟုတ်ဘူး in your book စာအုပ်တွေထဲမှာမြုပ်လိုက်ပေါ့နော်ပြောချင်တာဒီစာအုပ်တွေထဲမှာအချိန်အများကြီးပေးပြီးတော့တည်တည်ချာချာ deeply လေ့လာတာအလို့ချက်တာမဟုတ်ဘဲနဲ့ဖတ်တယ်မှတ်တယ်လေ့လာတယ်နားလည်အောင်လုပ်တယ်အချိန်အများကြီးသုံးတယ်နော်ဒါမျိုးပေါ့ bury yourself in the books oh I've been burying myself in the books အမေတို့မတွေ့နိုင်တာ sorry I've been burying myself in my books okayနားလည်မယ်နော် and to study intensively intense ဆိုတာက intense ဆိုတာကိုကလေးကသူကပြင်းထန်တယ်လို့ပြောတာ intense ဆိုတာပြင်းထန် intensively ဆိုတာပြင်းထန်လေ့လာတယ် very focused eye on sight ကျွန်တော်တို့သင်တန်းတွေတက်တဲ့ခါကျလို့ရှိရင်လေတချို့ normal class နဲ့ intensive class ဆိုပြီးရှိတယ် normal class ကဥမာ3လကြာရင်ဆိုရင် intensive class ကကျတော့1လလောက်ပဲကြာမှာပေါ့နော်အဲ့တော့စာညများလုပ်ရတယ်ပြင်းထန်လောက်ရတယ်ရက်လဲပုံများတယ်နာရီလဲပုံများတယ်အင်စာလဲပုံများတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့အချိန်တူသွားတယ်ပေါ့နော်ဒါမျိုးပေါ့နော် study intensively until ဘယ်ချိန်ထိလဲ you know the subject inside out know the subject ဘာသာရပ်တစ်ခုကျွန်တော်တို့ကသိတယ်ဘယ်လိုသိလဲဆို inside out ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အင်ဂျီတကူက inside out ဖြစ်နေဆိုပြောင်းပြန်ဖြစ်နေလို့ပြောတာဒါပေမဲ့ဒီနေရာမှာဆိုရင်ကျတော့အတွင်းလဲသိတယ်အပြင်လဲသိတယ်အတွင်းသိအပြင်သိရှောက်ပြောလိုက်တယ်နော်ပြောချင်တာတော့ကရှိသမျှစာအုပ်ထဲမှာရှိသမျှအရာအလုံးကိုကျွန်တော်တို့မြန်မာလိုဆိုဘယ်လိုခေါ်ပါလဲအရေးဖြောတောက်ထားတယ်လို့ခေါ်တာဟုတ်လားတရားသိရင်ပြောခဲ့ပါအောင်နော်မြန်မာ phrase လေးတစ်ခုရှိတယ်ထုံနဲ့ရေနဲ့ပါတယ်ဟိုမသိလို့ရှေ့မသိတော့လို့ထုံလို့ခြေလို့ပါလဲမသိဘူး something like that အဲ့ဒါလေးပြခဲ့ပါအောင်အဲ့တော့ဘာသာရပ်တစ်ခုကိုလုံးဝအတွင်းထဲရောအပြင်ထဲကိုရောအကုန်လုံးရှိသမျှတီးရမယ့်အရာအကုန်လုံးကိုကျွမ်းကျင်ပိုင်းနိုင်တွေကိုသိတာ so I know something inside out right I know this subject inside out I know this book inside out နော်ဥပမာ Korean မှာဆိုရင် Bible တမန်ကျမ်းစာကိုလေဘယ်စာအုပ်ဘယ် chapter ဘယ် verse မှာဘယ်လိုပြောထားတယ်ဒါမျိုးသိတယ်ဒါမျိုးကို inside out သိတယ်လို့ခေါ်တယ်အဲ့တော့ကျွန်တော်နားထောင်ပြတဲ့ Jordan Peterson ဆိုတဲ့ psychologist တယောက်ရှိတယ်နော် clinical psychologist Canadian တဲ့သူပြောတဲ့ sentence တခုကျွန်တော်မှတ်မိနေတာ I know the literature inside out and backwards တဲ့သူက inside out နဲ့မကောက်တစ်လုံးမှထည့်ထားတယ် backwards inside out အတွင်းလည်းသိတယ်ပြင်လည်းသိတယ်ပြောင်းပြန်ပြောပြပါဆိုရင်တော့သိတယ်เนาะစာအုပ်ကိုပြောင်းပြန်ပြောပြပါဆိုရင်သိတယ်အဲ့တကယ်ကြီးလားဆိုတော့တကယ်ကြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ yeah တင်စားပြီးတော့ပြောတာပေါ့နော်ကျွမ်းကျင်ပိုင်နိုင်မှုကိုပြောတာကဲဟုတ်ပြီအဲ့တော့ဒီစကားလုံးတွေအကုန်လုံးသိသွားတဲ့အခါမှာဒီစာပိုက်ကလေးကိုနောက်တစ်ခါတော့ပြန်ဖတ်ကြည့်ပါဘယ်လိုနားလည်သွားလဲအသက်တွေတည်သွားလားအကျိုးရှိလား comment မှာပြောပြပေးသွားပါအောင်ဒါမှကျွန်တော်ဒီဗီဒီယိုတွေဆက်လုပ်ရမလားเนาะပုံစံပြောင်းရမလားဘယ်လိုမျိုးလေးလုပ်ကောက်မလဲဆိုတာသိမှာပေါ့နော်အဲ့တော့အကြံပေးနေတာရှိရင်လည်းပြီးတော့ပါကြိုးချရဆိုရင်တော့ Fooks ကို follow ခဲ့ပါအောင်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော်တို့ကျေးဇူးတင်ပါ